ဒီဗီဒီယိုလေးလုပ်ဖို့ကျွန်တော်တော့တော်တော်လေးစဉ်းစားခဲ့ရတယ်ဗျာတော်တော်လေးဟိုဟာကြီးတွေးခဲ့ရတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒါထိုင်းနဲ့မြန်မာမျိုးကွဲတယ်ကွဲတိုင်းရနိုင်တဲ့အနေထားမျိုးဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုပြဿနာကြီးလဲကြီးနိုင်တယ်ကျွန်တော်ဒီဗီဒီယိုရလုပ်ချင်အကြောင်းရင်းကျွန်တော်တို့ကိုယ့်ရဲ့မြန်မာကိုယ့်ရဲ့လူမျိုးအတွက်ကိုကာကွယ်ဖို့ပြောချင်းဖြစ်ပါတယ်ထိုင်းနဲ့မြန်မာဒီလိုပြဿနာငီးပြဿနာပို့ဖြစ်အောင်လုပ်တယ်မျိုးတော့မဟုတ်ပါဘူးဗျာဒါဒီနေ့မှဖြစ်သွားတယ်ကျွန်တော်တို့ပိုးမလေးတယောက်ထိုင်းငယ်လူဖြစ်ဗာလဲစော်ကားတော့ဗျာရိုင်းဆိုင်ပြောမယ်ပဒင်းကျင်းတာပေါ့အဲ့ဒါတို့ဒီနေ့မှတို့တော့ပြန်ပြီးဒီကုငီရေးဖွဲ့ကိုဖုံးဆက်လိုက်ခြင်းကုငီရေးဖွဲ့တွေတွားပြီးဟွာကုငီပေးတာပေါ့ဗျာဒီလောက်ပါပဲဒါပေမဲ့အဲ့ဒီနေရာမှာသူတို့တတိပေးလိုက်တာကအဲ့ဒီအိမ်ရယ်အဲ့ဒီနေရာလဲတော်တော်လေးကွယ်ရကြတယ်ဘေးအိမ်မှာလဲသူကတောထဲမှာကြီးဆိုတော့အိမ်ရှိမှလဲလဲရေးပါညာဆိုတော့အကူငီမဲတယ်ဗျာဘာမှလုပ်မရအောင်သူလဲလူကမင်းကလေးတယောက်ယောက်ျားတည်းတယောက်နှစ်ယောက်ပဲရှိတယ်ဆိုကြံတဲ့ပုဂ္ဂိုလ်တွေအလုတ်ထွက်အလုတ်သွားကုန်တာဆိုတော့ဒါသူတို့နဲ့လူဖီယာထိုင်းလူဖီယာစိတ်ကသူကဖြစ်သွားတော့ဗောဗျာဒါသူတို့ဒီနေ့ကျွန်တော်တို့ကုငီရေးဖွဲ့တယ်တော့ကုငီပေးတာပေါ့ကျွန်တော်တို့အိုးလူမျိုးပါကျွန်တော်အိုးလူမျိုးပါအိုးလူမျိုးနဂရာကုငီအကျိုးဆိုအဲ့ဒါသူတို့တော့ကုငီပေးတာပါဒါကျွန်တော်ဒီဗီဒီယိုလုပ်ချင်အကြောင်းရင်းကကျွန်တော်တို့ရဲ့မြတ်တော်ပြည့်မိန်းကလေးတွေကကိုအကောင်ကာကွယ်နေရကိုအကောင်ဆုံးကာကွယ်ပါကျိုးတင်ကာကွယ်ခြင်းဟာအများကြီးအကျိုးတရားမှုရှိတယ်ဗျကျွန်တော်တို့ကိုကာကွယ်ရမယ်ပြီးရင်ကိုတတိထားပြီးနေရမယ်ကျွန်တော်အဲ့ဒါကိုပြောချင်းဖြစ်ပါတယ်ကျန်တာကျွန်တော်ဘယ်သူမှမရည်ရွယ်ပါဘူးဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကမြန်တော့ဖြစ်ကျွန်တော်တို့သူများနိုင်ငံမနေတာကျွန်တော်တို့အရာမှာကျွန်တော်ရှုံးပါတယ်ကျွန်တော်တို့မာနေလဲကျွန်တော်တို့မားနေရတယ်ကျွန်တော်တို့မားနေလဲကျွန်တော်တို့မားနေပဲဗျာကျွန်တော်တို့အခုအဲ့လိုနေထိုင်နေရတယ်ကျွန်တော်တို့တခုခုထားလုပ်လိုက်တဲ့နဲ့ပြဿနာအကြီးကြီးပြီးတော့ဘာဖြစ်လို့လဲသူများနိုင်ငံမှာယူတော့ကိုယ့်အခွင့်အရေးကနည်းနည်းပဲရတယ်သူများခွင့်ရကုန်လုံးအပြီးဝတရားရတယ်ပေါ့ကျွန်တော်တို့က90တော့မရှိပါဘူးဗျာအဲကြောင့်သူများနိုင်ငံမှာနေတာကိုကာကွယ်တာကိုကျူတင်ပြီးတီးစစ်နေတာပို့ပြီးအဆင်ပြေတယ်ဗျာကျွန်တော်ဒီဗီဒီယိုဒီလိုပြောချင်ဖြစ်ပါတယ်ဒါဒီနေ့ဖြစ်သွားတဲ့ဟိုလေးတည်င်းလေးပေါ့သူတို့ရိုက်ပြထားတဲ့အဲ့ဒီနေရာလဲတကယ်တမ်းအဲ့ဒီနေရာမှာအလုပ်ခေါ်ခဲ့မယ်ဆိုတကယ်တွားခဲ့မယ်ဆိုရင်အဲ့ဒီနေရာရောက်နေအလုံးမလုပ်ပါနဲ့မင်္ဂလေးဖြစ်မယ်ဆိုရင်ပေါ့ယောက်ျားလေးကတော့ဘာမှဖြစ်ပါဘူး